ရွှေစည်းတစ်မျိုးနဲ့ရွှေအောင်နှမ်းလိုက်ပါ အောက်တန်သေးသုံးကြမလို့အလင်းလွဲမရှိကုန်ကြစိတ်တက်တာပြီးရွှေစည်းလိုဝင်လက်တောက်ပါတယ်ရွှေသေးလေးကိုရှာနေရလား ဟုတ်ပါတယ်ရွှေအစ်စ်လိုဝင်လက်တောက်ပါဖို့ဆိုရင်တော့ UPT မှာထုတ်လုပ်ထားတဲ့အရေးသွေးမြေကလဝိတ်မိုနိုကုတ်တစ်မျိုးတည်းသာလိုအပ်ပါတယ်ရှင် အောက်ခံစီလောဘရောက်ဝါတကြ မလို့နော် ယခုအခါမှာတော့သုံးဆဲသူများအဆင်ပြေအောင်ရခင်တကားလက်စိုက်များအပြင်လူကြီးမင်းတို့တန်ဖိုးထားရတဲ့ခြေအောင်ပစ္စည်းတွေရှေ့စလုံးရွေးထွေးမှုများနဲ့မိမိတို့ကြိုက်နှစ်သက်ရာအသေးသားပြုပြင်ဖန်တီးမှုများအတွက် စေးပုံးဆိုင်တဲ့200 g 100 g နဲ့50 g တို့ကိုလည်းထပ်မံထုတ်လုပ်ထားသည့်အတွက်ကုန်ကြစည်တက်တာစီသည့်အပြင်အလေလွင့်ဖြစ်စဉ်မှာလည်းရှော့ချပေးနိုင်ပါတယ်ရှင် ဒါအပြင်စက်ကက်မှုအားကောင်းမှုချင်းမှုရင်းကြီးနဲ့ဖောက်တက်ခြင်းတို့မှလည်းကာဝယ်ပေးနိုင်ပါတယ် မှန်ကန်သောနည်းစနစ်ဖြင့်အသုံးပြုမယ်ဆိုပါက9နှစ်တာကြာရှေ့ခံခြင်းတို့ကြောင့်သုံးဆဲပြီးသူတိုင်းသဘောကျနှစ်သက်ကြတဲ့အရေးသွေးမြေရွှေသေးလေးဖြစ်တဲ့အတွက်နောက်ကျမတန်ခဲ့ရအောင် အခုပဲပြေးဝင်လိုက်ကြပါစို့